ကိုရဲ့ဆက်လုပ်လို့မရတော့ဘူးလေးတိုက်တာအရန်ကျန်းနေပြီမြန်မြန်ဆင်းခဲ့ပါရှုပ်လို့မရဘူးငါညီမလေးစေးရုံမှာအသက်ကယ်ဖို့ပတ်စံဆောင်နေတာတေချာဆွဲထားပေးပါအကိုရဲ့ခမယူနေပြီလားမြန်မြန်ဆင်းခဲ့နောက်ဆုံးတပင်ပဲကြံတော့တာငါနာမည်ကချမ်းရဲ့မီတာ100လောက်မြင့်တဲ့တစ်ပင်ကြီးတွေကိုခုတ်ရတဲ့တစ်ခုတ်သမားတစ်ယောက်ပေါ့ဒီတစ်ခါကူဘပေ20ပြည့်အောင်လုပ်ပေးနိုင်ရင်တထေးကကော်မရှင်250တူညာပေးမယ်လို့ကတိပေးထားတယ်အဲ့ဒါကငါညီမလေးခွဲစိတ်ဖို့အတွက်ကွက်တီပဲကူဘပေ20ကားပေါ်တင်ပြီးအိမ်ပြန်ကြမယ်အကိုရဲ့မို့လို့ပဲတခြားလူသားဆိုစောစီစီပြေးလောက်ပြီးတော်သေးတာပေါ့ခမညီမလေးခွဲစိတ်စရိတ်အဆင်ပြေသွားပြီဟုတ်တယ်မနေ့ပြန်ဆိုပတ်စံသွင်းလို့ရပြီအားတင်းထားကြဒီညတွင်ချင်းတောင်ပေါ်ကဆင်းမယ်အကိုရဲ့ကြည့်မနေနဲ့တော့မနေ့ပြန်ဆိုပတ်စံသွင်းလို့ရပြီနှလုံးခွဲစိတ်တာကအချိန်ဆွဲလို့မရဘူးလေဒီတစ်ခါတော့မင်းကျေးဇူးတွေအများကြီးပဲကျိုးချံကမင်းကိုပို့ပြီးပေးတင်တယ်ပတ်စံယူပြီးအလုပ်လုပ်ပေးတာလေပြောထားတဲ့အတိုင်း250တူညာတပြားမှမလျော့ရင်ရပါပြီငါကသူ့စီကပို့မလို့ချင်ပါဘူးဒီတစ်ခါတော့သူရှင်းရှင်းလင်းလင်းပေးဖို့ပဲမျှော်လင့်တယ်ဘော့စ်ဂျိုးပစ္စည်းတွေရောက်ပါပြီရှောင်းချမ်းထိုင်ပါဦးလက်ဖက်ရည်တောက်ပါဦးကျွန်တော်ရေမစားပါဘူးဘောက်ချာကိုအရင်ကြည့်ပေးပါကူဘပေ29တောင်နဲ့ဝင်သွားပါပြီတကူလုံးရွှွန့်တွေကြီးပဲငါဦးလေးရုံးကန်နဲ့မဝင်ခင်ရေလေးပါလေးအရင်မချိုးနိုင်ဘူးလားဘော့စ်ဂျိုးကျွန်တော်ညီမလေးကတန်ဘက်ခါခွဲစိတ်ခံဝင်ရမှာအရင်ကပြောထားတဲ့အတိုင်း250တူညာအခုလွှဲပေးပါလားရှောင်းချမ်းပစ္စည်းတွေပြန်ရောက်လာတာတော့ဟုတ်ပါတယ်ဒါပေမဲ့အချိန်ကတစ်ပိုင်းလောက်နောက်ကျသွားတယ်လေမနေ့ကမိုးကြီးပြီးမြေပြိုလို့လမ်းပိတ်သွားတာပစ္စည်းတွေအပြက်စီးမရှိအောင်ညီကိုတွေကပညာလုံးရွှွန့်တွေကနေဆယ်လာရတာပါနောက်ကျတာကနောက်ကျတာပဲစာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားတယ်နောက်ကျရင်ပတ်စံထက်မယ်လို့ခြံကောင်းဆောင်ကိုအော်ကြီးခစ်ကျဲမလုပ်စမ်းပါနဲ့ရှောင်းချမ်းအပြင်မှာဈေးကွက်ကအရန်ဆိုးနေတာဒီကျွန်းတစ်တွေကဈေးကောင်းမရဘူးကွာဘော့စ်ဂျိုးဒီအဆင့်မြင့်ကျွန်းတစ်တွေကဈေးကွက်ထဲမှာတကူဘပေကိုအနည်းဆုံး3သိန်းကနေစတာပါကူဘပေ20ဆိုတော့320လေစည်ရင်းကိုအဲ့ဒီလိုတွက်လို့မရဘူးလေကုမ္ပဏီကအခွန်ဆောင်ရသေးတယ်လူဒီလောက်အများကြီးကိုလည်းကျွေးမွေးထားရသေးတယ်ပြီးတော့အခုငွေကြေးလက်ပတ်မှုကလည်းအရန်ကျက်တဲနေတာအဲ့ဒါဘာသဘောလဲဒီထဲမှာ50တူညာရှိတယ်အရေးပေါ်သုံးဖို့အရင်ယူသွားလိုက်50တူညာတယ်လားဟုတ်တယ်ကျန်တာကိုနောက်မှပဲဆက်ပြောကြတာပေါ့ဒါကကျွန်တော်ညီမလေးရဲ့အသက်ကယ်မဲ့ပတ်စံပြ250တူညာပြောထားတာတပြားမှရောလို့မရဘူးမင်းညီမခွဲစိတ်တာငါနဲ့ဘာဆိုင်လို့လဲခမ ्या ဂတိဖြတ်မလို့လားအစကကျွန်တော်ကိုဥဆောင်ခိုင်းတော့ငါခမ ्या ဒီလိုပြောခဲ့တာမဟုတ်ဘူးလေငါခုနကရှင်းရှင်းလင်းလင်းပြောပြီးပြီကုမ္ပဏီမှာပတ်စံမရှိဘူးအလုပ်လေးနည်းနည်းလုပ်ပေးရုံနဲ့အများကြီးလာမတောင်းနဲ့ချန်ရဲ့မင်းကို50တူညာပေးမယ်လို့ပြောတာတော့မင်းကိုညှတာနေလို့ကွာပတ်စံယူပြီးမြန်မြန်ထွက်သွားစမ်းပါကျိုးချန်အဲ့ဒီတစ်ခုတ်တဲ့ပစ္စည်းတွေကငါတို့အားလုံးပင်ပန်းနဲ့ရင်းပြီးပြန်ယူလာခဲ့တာကွာငါတို့အလုပ်ကကျွမ်းကျင်မှုကိုအားကိုးပြီးလှုပ်ရှားရတာဒီမှာလာပြီးဆက်နာအောင်လုပ်မနေနဲ့ဒီ9000ကငါညီကိုရဲ့လှုပ်အားကတော့မလောက်ဘူးငါညီမလေးရဲ့ခွဲစိတ်စရိတ်က320တောင်လိုနေသေးတာအဲ့ဒါမင်းကိစ္စလေလုံနိုင်ရင်လုံမလုံနိုင်ရင်စောစီစီထွက်သွားငါစီမှာအလုပ်လုပ်ချင်တဲ့လူတွေကဒီကနေတောင်ပိုင်းလမ်းမကြီးအထိတန်းစီနေတာကောင်းပြီလေတော်တော်ကောင်းတယ်စောကလေးကဒီလိုနားလေသဘောပေါက်ရင်ပြီးနေပြီမဟုတ်လားဒီပတ်စံကိုငါယူလိုက်မယ်ဒီလိုမှပေါ့လူငယ်ဆိုတာကောင်းကောင်းတက်ရတယ်တေချာလို့နောက်တစ်ခါဘောနပ်ပို့ပေးမယ်ဒါပေမဲ့ဒီအလုပ်ကိုငါဆက်မလုပ်တော့ဘူးအကိုပတ်စံအပြည့်ရခဲ့ပြီမလားအပြည့်မရဘူး9000ပဲရတယ်ဘာအဲ့ဒါကနှစ်တရာတက်တန်းရှိတဲ့ကူဘပေ20ကျွန်းတစ်တွေလေ9000တဲလားဘာဖြစ်လို့လဲကျိုးချံဂတိဖြစ်သွားတယ်ကုမ္ပဏီကငွေကြေးပြတ်တောက်နေတဲ့ရှောက်ပြောနေတာပဲသူမနေ့ကမှ Range Rover အတစ်တစီဝယ်ထားတာကျွန်တော်သွားပြီးပြဿနာရှာလိုက်ဦးမယ်ပြန်လာခဲ့စမ်းသွားပြီးအယူမလုံးနဲ့အဲ့ဒါကခမ ्या ညီမလေးရဲ့အသက်ကယ်မဲ့ပတ်စံလေဒီလိုနေတဲ့320ကိုဘယ်လိုလုပ်မလဲဒီပတ်စံကိုခွဲပြီးအားလုံးကိုအရင်ရှင်းပေးလိုက်ပါမဖြစ်ဘူးလေညီကိုတွေကစောင့်နိုင်ပေမဲ့အကိုညီမကစောင့်နိုင်လို့လားအလုပ်လုပ်ရင်ပတ်စံရရမှာပေါ့မကြီးကလည်းအိမ်ကခပေးဖို့ပတ်စံစောင့်နေတာအကိုရောဘယ်လိုလုပ်မလဲငါဘာသာငါနီးလန်းရှာလိုက်မယ်မင်းတို့အမြန်အိမ်ပြန်လာကြတော့ခြံကောင်းဆောင်ကိစ္စရှိလို့လားအလုပ်ထွက်ခွင့်လာလုပ်တာအလုပ်ထွက်မယ်ဘော့စ်ဂျိုးခွင့်ပြုပြီးပြီလားသူ့ကိုပြောပြီးပြီထောင်ယူသွားဒါကလုံထုံးလုံနည်းတိုင်းသွားရမှာဌာနမှုလက်မှတ်လိုတယ်ငါကဌာနမှုပဲမကြောက်ငါကောမရှင်ရပြီလားအကိုလွတ်ရှင့်အတွက်စောကလေးကပြင်ထားပြီးပြီ250တူညာတပြားမှမလျော့ဘူးခြံကောင်းဆောင်လည်းရှိနေတာပဲလွှဲပြောင်းစာရွက်တစ်စောင်ပေးပါဒါကအလုပ်ထွက်ဖို့လုပ်နေတာလားမသွားပါနဲ့ဦးနေပြီးငါစီမှာအလုပ်လုပ်ပါလားဒါကကျွန်းတစ် project ကကော်မရှင်လားဟုတ်တယ်လေငါဦးလေးခုလေးတင်လက်မှတ်ထိုးပေးလိုက်တာငါကကျိုးမျိုးဖြစ်နေလို့လေ250တူညာတပြားမှမလျော့ဘူးမင်းတစ်တော်တဲ့ဝင်ဘူးလို့လားငါဝင်တာမဝင်တာပါဆိုင်လို့လေငါက project director လေပတ်စံကငါရတင်တာပေါ့ကူဘပေ20ကျွန်းတစ်တွေအတွက်မင်းကကားပေါ်မှာ3ရက်တောင်အိတ်နေခဲ့တာလေမင်းနဲ့ပါဆိုင်လို့လေဒါကအုံနောက်သုံးပြီးပတ်စံရှာတာလို့ခေါ်တယ်အုံနောက်သုံးတာလားမင်းရဲ့ကလိန်ကကြစ်အုံနောက်ကိုသုံးတာလေမင်းစကားကိုစင်ကျင်ပြောစမ်း
လုံကြုံရေးခေါ်လိုက်လေဒီပတ်စံကတကယ်တော့ဘသူရတင်လဲဆိုတာရှင်းရတာပေါ့မင်းလာမယန်းကားနဲ့နော်ဘာတွေရှုပ်နေတာလဲစီကံမရှိဘူးပြောလေသူကကျွန်တော်ကိုရိုက်မလို့တဲ့ပြီးတော့အလုပ်ထွက်မယ်ဆိုပြီးကျွန်တော်တို့ကိုချင်းချောက်နေသေးတယ်ရှောင်းချမ်းဒေါသကကြီးလုံးမဲနော်စနစ်ထဲမှာမှတ်တမ်းတွေအကုန်ဖြတ်လိုက် boss ဂျိုးဒီရှောင်းချမ်းတရုပ်ဆောင်တာလဲအတိုင်းအတာတစ်ခုတော့ရှိရမယ်လာစာတိုးချင်ရင်လည်းတိုက်ရိုက်ပြောလေမင်းကမင်းပါရထူးထင်နေလေစင်ချန်ကပေးထားတဲ့ platform မရှိရင်မင်းကဘာကောင်းမှမဟုတ်ဘူး platform ဆိုတာအလုပ်သမားတွေရဲ့တွေးချွေးတွေနဲ့တိစောက်ထားတဲ့အခွင့်အရေးကြီးပါကောင်းပြီတတိရှိရင်သူ့ကိုချက်ချင်းစာရွက်စာတမ်းလုပ်ပေးလိုက်သူ့ကိုထွက်သွားခိုင်းလိုက်နောက်ထပ်ခင်ဗျားတို့ကိုပြန်ပေးစရာတစ်ခုရှိသေးတယ်ဒီအမိုက်တွေကိုမြန်မြန်ယူသွားပြီးလွှင့်ပစ်လိုက်ကျိုးချံလူလောက်တာကိုနှက်တိတယ်တဘာဝတရားကိုမလေးစားပဲစီကံမလိုက်နိုင်ရင်တေချာပေါက်အပြစ်ပေးခံရလိမ့်မယ်မင်းငါကိုချင်းချောက်နေတာလားငါကတတိပေးနေတာငါလမ်းမပြရင်မင်းအစောကြီးဖြစ်ဖြစ်နောက်ကြမှာဖြစ်ဖြစ်မိုးတစ်တော်ထဲမှာတေးရလိမ့်မယ်အင်းခွဲစိတ်စရိတ်2သိန်းကိုချက်ချင်းရှာရမယ်ငါအတွက်တော့မခက်ပါဘူးလူနာရှင်ချမ်းရောက်လာပြီပဲသူနာပြုတ်အုပ်ကြီးကျွန်တော်ညီမအခြေအနေတည်ငြိမ်ရဲ့လားလောလောဆယ်တော့တည်ငြိမ်ပါတယ်ဒါပေမဲ့ခွဲစိတ်ဖို့စပေါ်ငွေကိုဒီနေ့အပြည့်သွင်းရမယ်တန်ဘက်ခါမနက်ကနောက်ဆုံးချိန်ပဲမသွင်းနိုင်ရင်ခွဲစိတ်ခန်းကိုနောက်လူအတွက်ပေးလိုက်ရလိမ့်မယ်စိတ်ချပါ2သိန်းအတိအကျကိုတပြားမှမလျော့စေရပါဘူးအချိန်မဆွဲပဲမြန်မြန်နီလန်းရှာလိုက်ပါအကိုပြန်လာပြီလားဒီနေ့ဘယ်လိုနေလဲရင်ဘက်အောင်သေးလားနည်းနည်းမှမအောက်တော့ဘူးဆရာဝန်ကတော့တက်တာလာတာမြန်တယ်လို့ချီးကျူးနေတယ်အကိုထပ်ပြီးအန်ရယ်စုံနဲ့တွားပြန်ပြီလားမတွားပါဘူးတစ်တုံးမရင်းနဲ့နည်းနည်းပုံးသွားတာပါဒီတစ်ခေါက်အလုပ်ကချုံးမွေးပါတယ်တိတ်မပင်ပန်းပါဘူးဒါဆိုသမီးရဲ့ခွဲစိတ်စရိတ်လောက်ပြီလားလောက်တာပေါ့မနှက်ဖြန်အကိုသွားသွင်းလိုက်မယ်တော်လိုက်တာသမီးနေကောင်းသွားရင်ပတ်စံရှာပြီးအကိုကိုပြန်ကျွေးမွေးမယ်သမီးကျမ်းမာရေးကိုပဲဂရုစိုက်တာကအကိုကိုအကူအညီကြီးကြီးပေးတာပဲအကိုချန်ခုတ်လာတဲ့အကောင်းစားတစ်တွေကဈေးကောင်းရတယ်သူမရှိလဲငါတို့ပတ်စံအများကြီးရှာနိုင်တာပဲဦးလေးဟိုကောင်တကယ်ပဲအလုပ်ထွက်သွားပြီခေါင်းမလှချီလားသူ့ညီမကိုဘာနဲ့ကဲမလဲကြည့်ကြသေးတာပေါ့သူ့တဘောပဲစင်းချန်ကုမ္ပဏီကဘယ်သူမရှိရှိလဲပတ်နေမှာပဲမနှက်ဖြန်မင်းငါနဲ့တော်တဲလိုက်ခဲ့ရိုင်းဝုတ်ဝေါ်တောင်ကြားကိုသွားမယ်ဦးလေးအဲ့ဒီနေရာကိုကျွန်တော်တခါမှမရောက်ဘူးလေဘာကြောက်เสียရရှိလဲဆက်ရန်နေရတွေရှိနေတာပဲတစ်တုံးနှဲငယ်ကိုကြောက်နေရအောင်မလားဒီတခါအရေးသွေးမလို့ဘူးအရေးအတွက်ပဲလို့တဲ့ကားစီး20အပြည့်တင်နိုင်ရင်ဒီနှစ်တော့ငါတို့ချမ်းသာပြီ boss ဂျိုးရှေ့ဆက်သွားလို့မရတော့ဘူးလေးပြီးအားကြနေတယ်မကြခင်မိုးကြိုးမုန်တိုင်းလာတော့မယ်လောင်လျိုခမ ्या ကအရန်တတိကြီးလုံးနဲ့မြေကြီးက6တွေ့နေတာကိုဘယ်ကမိုးကြိုးမုန်တိုင်းလဲဒါကအပေါ်ရံပဲဒီအောက်ကကြောက်တောင်တွေဆွေးမြင့်နေတဲ့နေရာအောက်မှာရွှွန့်ပြော့တွေကြီးပဲနင်းလိုက်တာနဲ့ကြုံဝင်သွားလိမ့်မယ်အရင်ကခေါင်းဆောင်ချန်ရဲ့လမ်းပြတုံးကဒီလိုရာသီဥတုဆိုရင်ချက်ချင်းစခန်းချရက်နာတယ်လောင်လျိုခမ ्या ကချန်ရဲ့အကြောင်းဘာလို့ထည့်ပြောနေတာလဲကျွန်တော်ဦးလေးဒီတစ်ခါဝယ်ထားတာအကောင်းဆုံးခြေရာခံရန်နေရာကားတွေကြီးပဲဒီလောက်ရွှွန့်ချောက်လေးကိုကြောက်နေရမလား boss ဂျိုးတောကျွမ်းနဲ့လမ်းပြမရှိရင်ရေစီးကြောင်းကိုမှန်းလို့မရဘူးမိုးကြီးတာနဲ့ဒီမြေနိမ့်ပိုင်းကရေတွေတက်ပြီးမြစ်တစင်းလိုဖြစ်သွားလိမ့်မယ်တခြားလူတွေကိုချီးမွမ်းပြီးကိုယ့်လူတွေကိုအထင်မသေးစမ်းပါနဲ့ဒါဘာလဲဆိုတာသိလားနောက်တစ်ပတ်ပစ္စည်းမပို့နိုင်ရင်ငါတို့စင်းချန်ကရော်ကြီးယွန်တန်း20ပေးရလိမ့်မယ်တန်း20ကအရေးကြီးလားညီကိုတွေရဲ့အသက်ကအရေးကြီးလားဆက်တွေကဒီဂရီ40အဆောင်ကိုတက်နိုင်တယ်ရေမနစ်တည်နိုင်ပါဘူးငါအမိန့်ကိုနာခံတစ်ဖွဲ့လုံးအမြန်ဆုံးရှေ့ဆက်သွားဒီနေ့တတ်မှတ်ထားတဲ့တစ်ခုံမဲ့နေရာကိုဆက်တွေမဖြစ်မနေရောက်ရမယ်ဟုတ်ကဲ့ခမ ्या ကတထေးဆိုတော့လေအားလုံးကားပေါ်တက်ကားအကွာဝေးကိုဂရုစိုက်ကြဦးလေးမိုးကအရန်ဆွေနေတော့ရှေ့ကားဖင်ကိုတော့မမြင်ရတော့ဘူးဘာလက်နေတာလဲရှာဖွေရေးမိကိုအကုန်တင်ပြီးရှေ့ကားနောက်ကိုလိုက်သွားလိဘာလို့ရက်သွားတာလဲလောင်ယိုဘယ်တည်သွားတာလဲ boss ဂျိုးရှေ့မှာမြေပြိုနေတယ်တောင်ပေါ်ကကြောက်စရိတ်ခဲတွေကလမ်းတစ်ဝက်ကိုပိတ်နေပြီမြေအောက်ကရွှွန့်တွေအကုန်ပြော့နေပြီကျိုးချံရှေ့ဆက်သွားလို့မရတော့ဘူးရှေ့မှာကတေကွင်းတေကွက်ပဲအောက်မှာသွေးစုပ်ကျွတ်တွေပြည့်နေတဲ့ရွှွန့်တော်ကြီးကားကြီးတွေကျုံဝင်သွားရင်ကားအောက်ပိုင်းတစ်ခါတည်းနစ်သွားမှာနက်တွေဝါတွေတောင်ဆွဲတင်ပေးနိုင်မှာမဟုတ်ဘူးနောက်ဆုတ်လိုက်ရင်တနေ့စာအလုပ်သမားကဘယ်လောက်နစ်နာသွားမလဲဆိုတာခင်ဗျားသိလားရှေ့ကိုသာအတင်းမောင်းချသွားခင်ဗျားကနားမလဲပဲနဲ့နားလဲတဲ့လူတွေကိုလာစရာလုပ်နေတာပဲကောင်းပြီခင်ဗျားသွားခြင်းနဲ့ပေါ့တခုခုဖြစ်ရင်နောက်တမရနဲ့နော်ဘယ်သူရက်ရဲလဲရက်တဲ့လူဒီလအတွက်စုချင်းငွေအကုန်ထက်မယ်လီဗာကိုနင်းပြီးတာရှေ့ဆက်မောင်းရွှေ့သွားပြီးမြင်လားပတ်စံရှိရင်ဘယ်လိုဆက်မျိုးမဆိုဝယ်လို့ရတယ်အရင်ကချန်ရက်ကငါစီကပတ်စံပို့တောင်းချင်လို့ခက်ခဲကြောင်းတမင်ချက်ကပြောနေတာအခုကဆက်ရနေရခက်ပဲကိုသူ့ကိုယ်သူမိုးတစ်တော်တွေကနတ်မင်းကြီးများမှတ်နေလားဟာကားအောက်ပိုင်းအကုန်နဲ့သွားပြီအင်ဂျင်အပတ်ရည်ကျသွားပြီဘာဖြစ်တာလဲဆက်ပြီးလီဗာနင်းလေမရက်နဲ့နင်းလို့မရတော့ဘူးရွှွန့်အောက်ကအခေါင်းပေါက်ကြီးဖြစ်နေတဲ့ရွှွန့်နုံတော်ပဲလီဗာပိုတင်လေပိုနစ်လေပဲနောက်ကဂရိန်းကားကိုမြန်မြန်ခေါ်ပြီးနောက်ကိုဆွဲခိုင်းလိုက်ဆွဲနေပြီ
မြန်မြန်နောက်ကိုဆွဲရက်ထောက်မကြဘူးအားပြူရမယ့်နေရာလုံးဝမရှိဘူးဒီလိုဆွဲရင်နောက်ကားပါသွားလိမ့်မယ်မရက်နဲ့ဆက်စွမ်းအားကိုအမြင့်ဆုံးတင်လိုက်ကျိုးချံခမည်းဆက်ရနေရအကြောင်းနားရောနားလေရဲ့လားကေဘယ်ကျိုးပြတ်ထွက်တော်မယ်ဦးလေးဘယ်လိုလုပ်ကြမလဲဒီကားပြတ်သွားပြီလားကျွန်တော်တို့ပြန်လဲလို့မရတော့ဘူးလား